သားသောမြန်မာနုပညာရှင်တွေနဲ့မတူပဲအားလုံးလေးစားစရာပြုစင်းတဲ့စိတ်ထားတစ်ခုကိုချပြလာတဲ့သူထုဇက်ဒီဗီဒီယိုထဲမှာတော့ဒီမယုံရှင်လောကအတွက်တကယ်ကိုအတူယူစရာကောင်းတဲ့လုပ်ရတစ်ခုလုပ်ခဲ့တဲ့သူထုဇက်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပြီးတော့မှဖြစ်ပါတယ်အထူးသဖြင့်သူထုဇက်ကမမနာရိကြီးနေကြတဲ့နုပညာရှင်အချို့အတွက်အရှိတ်ရစီမဲ့စိတ်ထားလေးတစ်ခုကိုချပြလာတာဖြစ်ပါတယ်ဒီအပိုင်းအတွင်းမှာသူထုဇက်ဟာရေစက်ထုတ်တည်လဲတခါတည်းရမစုံစည်းတာဆိုတဲ့ဇလန်တွဲနဲ့ပရိသတ်တွေစီကိုပြန်ရောက်လာပြီးတော့သူရဲ့တရုပ်ဆောင်မှုတွေကိုကြီးကျူးတန်နေရရှိနေရဖြစ်ပါတယ်။အဲဒီဇလန်တွဲမှာဥပဒေအတွင်းအောင်ဆိုရဲနာမည်နဲ့ဇက်ကောင်နေရာကနေပြည်ပြစွာတရုပ်ဆောင်နိုင်ခဲ့ရကြောင်းပရိသတ်တွေကသူထူးဆန်ကိုတကြောပြန်အားပေးနေကြတာပါ။ဒါပေမဲ့ဒီလိုတရုပ်ဆောင်ကောင်တူပွဲထွက်လာချိန်မှာပရိသတ်တွေကြားထူးဆန်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒါကတော့ဇလန်တွဲရဲ့ပိုစတာမှာသူထူးဆန်ရဲ့ပုံမပါဝင်တာပါ။ဇလန်တွဲရဲ့ပိုစတာမှာခေါင်းဆောင်မင်းသားနေတူမင်းသမီးဖြစ်တဲ့အင်းမြတ်သူနဲ့နော်ဖော်ရထားတို့ရဲ့ပုံနေရေးပါဝင်ခဲ့ပါတယ်။ဒီအချက်ကြောင့်ပရိသတ်တွေဟာသူတူးဆန်ဒီဇလန်တွဲမှာပါဝင်မှန်းတောင်အစကမသိခဲ့တာပါ။ဒါဟာတာဝန်အားခင်းကြည့်ရင်တော့တရုပ်ဆောင်တူအတွက်စိတ်ပြက်စရာဒါမှမဟုတ်စိတ်နှောက်ယှက်ဖြစ်စရာကိစ္စတစ်ခုပါ။ဒါပေမဲ့မင်းသားသူတူးဆန်ရဲ့တုံ့ပြန်ပုံကတော့တကယ်ကိုအံ့ဩစရာကောင်းလာအောင်တင်ငယ်ရင်းချက်ခဲ့ပါတယ်။မီဒီယာတွေရဲ့အင်တာဗျူးမှာသူတူးဆန်ကပုံမှန်လင်းရှင်းပြခဲ့ရကတော့ပိုစတာမှာကျွန်တော်ပုံမပါတဲ့ကိစ္စကိုတော်တော်များများကလာမေးကြတယ်။ဒါပေမဲ့ကျွန်တော်ကတော့ပုံပါတာမပါတာကိုဘာမှစိတ်ထဲမထားပါဘူးလို့ပြောဆိုခဲ့ပါတယ်။ဒီထက်ပိုပြီးအံ့ဩစရာကောင်းတာကသူကသူ့ပုံမပါတာကိုမကြည်နဲ့တာမျိုးလုံးဝမရှိပဲ။ပိုစတာတွေကနေတူအင်းနဲ့သူတို့ရဲ့ပုံတွေကရိုမန်တစ်ဆန်ပြီးတော့ပိုစတာတွေကလှနေရပဲဖြစ်ကြောင်းပြောခဲ့ရပါ။ပုံမပါရခြင်းအကြောင်းရင်းကိုလည်းသူကထုတ်လို့ရအဖွဲ့ကိုအချစ်တင်တာမျိုးမရှိပဲ။သူရဲ့ဇဝင်ကန်စပင်းပုံစံပြောင်းလဲသွားတဲ့အတွက်ထုတ်လို့ရအဖွဲ့ကမထင်းလိုက်တော့တာဖြစ်နိုင်ကြောင်းရိုးသားစွာရှင်းပြခဲ့ပါတယ်။ဒါဟာမြန်မာရုပ်ရှင်လောကမှာအတွေ့အရနေတဲ့စိတ်ဓာတ်တစ်ခုပါ။အခုချိန်မှာအချို့နုပညာရှင်တွေဆိုရင်နာမည်စာရင်းထိုးတော့ပိုစတာမှာပုံပါရမပါရတွေကိုအရန်ကြီးစိုက်ကြပါတယ်။အထူးသဖြင့်နာမည်နေရာပုံနေရာနဲ့ပတ်သက်ပြီးတော့တန်ဆယ်မှုတွေမမနာကြီးကြတာအားလုံးသိကြပါတယ်။ငါကစီနီယာဖြစ်တယ်။သူကသူ့နာမည်ရှိမှဘာဖြစ်လို့ရှိနေရတာလဲ။ဆိုတဲ့မကျေနပ်ချက်တွေငါကသူ့တက်အောင်မြင်တာနဲ့ပါကိစ္စနာမည်နောက်မှာနေရမှာလဲ။ဆိုတဲ့ပြဿနာတွေဟာမကြခဏကြားရတတ်ပါတယ်။ဒီလိုကိစ္စတွေကြောင့်မင်းသားချင်းမတင်ကြတော့မင်းသမီးချင်းမီဒီယာတွေကနေတဆင့်နျူသီးရှင်ကြားပွဲဖြစ်ကြတာတွေမနေပါဘူး။တချို့တွေဆိုရင်ပိုစတာမှာပုံမပါလို့ဆိုပြီးတော့တရားစွဲတာမျိုးတွေတောင်ရှိခဲ့တယ်လို့သတင်းတွေထွက်ခဲ့မှုပါတယ်။ဒါပေမဲ့သူထုဆန်ကတော့ဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ရပေမဲ့နာမည်ကုံပုံကုံတွေကိုလုံးဝမမတ်ဖေသူရဲ့နည်းပညာလောကသာအဓိကထားကြောင်းလက်တွေ့ပြသသွားခဲ့ပါတယ်။သူကနေတူသူထုဆန်ဆိုပြီးနာမည်ပါတာပဲတော်ပြီပေါ့။အဓိကကဒါတွေမဟုတ်ပါဘူး။အနည်းပညာကြံဖို့ကတာအဓိကပါ။ကျွန်တော်လည်းဘယ်သူမှသဘောမထားလို့ပရိသတ်တွေလည်းဘယ်လိုမှသဘောမထားပါနဲ့လို့ပြောခဲ့ပါတယ်။ဒီစကားကတကယ်ကို professional အနည်းပညာရှင်တယောက်ရဲ့စိတ်ဓာတ်ကိုထင်ဟပ်နေပါတယ်။အနည်းပညာရှင်စစ်တွေအတွက်နာမည်ထက်နေရထက်ကိုတောင်းယူထားတဲ့စက်ကောင်ကိုပရိသတ်အတွက်အကောင်းဆုံးဖြစ်အောင်ဖန်တီးပေးဖို့ကသာအရေးကြီးဆုံးဆိုတာကိုသူထူးဆန်ကသက်သေပြလိုက်တာဖြစ်ပါတယ်။ဒါကြောင့်မင်းသားသူထူးဆန်ရဲ့ဒီလိုရဟာရုပ်ရှင်လောကမှာအတူယူစရာစံနမူနာတစ်ခုဖြစ်နေတာပါ။တသက်စအနည်းပညာရှင်တွေသားမကလက်ရှိအောင်မြင်နေတဲ့မင်းသားမင်းသမီးတွေပါသူတို့ဆန်လို့ professional တွေရဲ့စိတ်ဓာတ်ကိုအတူယူပြီးတော့လိုက်နာတင်ပါတယ်။တကယ်အနည်းပညာကိုချစ်မြတ်နိုးတဲ့သူတွေဟာနာမည်ကြီးတာတဲ့အနည်းပညာအရေးချင်းတိုးတက်ဖို့ကိုသာဦးစားပေးကြတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းသားသူထူးဆန်ရဲ့စိတ်ထားပုံမှာဘယ်လိုသဖြင့်ယူဆလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။